အင်္ဂလိပ်စာကိုနှစ်ချီလေ့လာနေပေမဲ့တကယ်စကားပြောကနေကြလို့ရှိရင်ဘာစကားမှထွက်မလာ။ကြားပြောတာတွေဆိုလို့ရှိရင်လည်းအကုန်နားလေ။ဒါပေမဲ့ကိုယ့်ဘာသာကိုပြန်ပြောမယ်လဲကြလို့ရှိရင်လည်းဘာမှပြောမထွက်လာဘူး။ grammar pattern တွေကိုလည်းသိတယ်။တကယ်ပြန်ပြောမယ်နေရာကြလို့ရှိရင်ဘယ်ကနေစပြောမယ်လဲမသိတော့။တယောက်ကကိုယ့်အင်္ဂလိပ်စကားတွေအများကြီးလာပြောတဲ့အခါမှာလည်းကိုယ့်ဘက်ကနေပြီးမှ yes no ဒါမျိုးနဲ့ပဲပြီးသွားတဲ့အခြေအနေတွေလူတိုင်းတော်တော်များများကြုံမှုကြမှာ။အဲ့ဒါကကိုညံမကောင်းလို့လည်းမဟုတ်ဘူး။ကိုကအင်္ဂလိပ်စာမလေ့လာလို့လည်းမဟုတ်ဘူး။တခုပဲကိုယ့်ရဲ့ပါစက်ကနေကိုကထုတ်မပြောလို့ပါ။အဲ့တော့ဒီနေ့ဗီဒီယိုလေးထဲမှာတော့ချမ်းကတရက်ကိုတစ်နာရီပဲအချိန်ပေးပြီးတော့ရက်30အတွင်းကိုယ့်ရဲ့အင်္ဂလိပ်စာ speaking skill တွေတိတိကျကျတိုးတက်လာစေမယ့်နည်းလမ်းလေးတွေကိုမျှဝေပေးသွားခြင်းပါတယ်။ခုပြောမယ့်နီးလန်းတွေကို live မလုပ်ခင်မှာပထမဆုံးသိထားရမယ့်အရာတစ်ခုကအင်္ဂလိပ်စာဆိုတာ knowledge မဟုတ်ပါဘူးအင်္ဂလိပ်စာဆိုတာ skill တစ်ခုပဲပေါ့နော်အဲ့တော့ skill ဆိုတာကများလေ့ကျင့်မှများလာလို့ရှိရင်တိုးတက်အမြဲတမ်းတိုးတက်တယ်ဆိုတော့ဥပမာချမ်းကရေကူးတင်တာကိုစာအုပ်ဖတ်လိုက်တယ်ရေကူးနီးဆိုပြီးတော့ဒါပေမဲ့ကိုယ်တိုင်သွားပြီးတော့ကူးတဲ့အခါမှာပထမဆုံးတစ်ခေါက်ကတော့ရေမကူးတက်ဘူးနစ်နေမှာပဲပေါ့နော်ဆိုတော့စာအုပ်ဖတ်ရုံနဲ့ရေမကူးတက်ဘူးစပိန်နင်းတက်ဖို့အတွက်လည်းဗီဒီယိုတွေလိုက်ကြည့်လိုက်ရုံနဲ့စပိန်မနင်းတက်သွားဘူးပေါ့နော်အင်္ဂလိပ်စာလည်းအဲ့လိုပဲကိုယ်တိုင်အသုံးချပြီးတော့ကိုယ်တိုင်ကနေကိုယ့်ရဲ့ပါးစပ်ကနေထုတ်ပြောမှပြောတတ်မဲ့ skill တစ်ခုပဲဖြစ်ပါတယ်အဲ့တော့လူအများစုလုပ်နေတဲ့အမှားတစ်ခုကဘာလဲဆိုတော့သင်တန်းတွေလိုက်တက်တယ်ဒီအင်္ဂလိပ်စာရဲ့သဘောတရားတွေကိုနားလည်အောင်လိုက်ပြီးတော့မှသင်တန်းတွေတက်တယ် grammar တွေကို80%လောက်နားလည်ပြီးတော့ grammar တွေအဲ့ဒီလေ့လာတာကို80%လုပ်ပြီးတော့တကယ်လေ့ကျင့်တာကိုကြတော့20%လောက်ပဲလုပ်တဲ့အခါမှာအင်္ဂလိပ်စကားပြောတဲ့အခါမှာ confident မရှိတာတွေဖြစ်လာနိုင်တယ်ပြီးတော့ကိုကပြောချင်ပေမဲ့ကိုယ့်ပါးစပ်ကနေပြောမထွက်ဘူးဆိုတာဒီချန်တို့ဒီ mouth muscle လေးတွေပေါ့နော်ဒီနှာခမ်းကြွက်သားလေးတွေကဒီအင်္ဂလိပ်စာနဲ့အထီးတွေမရှိတဲ့အခါမှာပြောဖို့အတွက်ကိုသူတို့ကပြောမထွက်ဘူးပေါ့နော်အဲ့တော့အဲ့ဒီ mouth muscle လေးတွေsystem ကျသွားဖို့အတွက်ကိုချန်တို့ကအဓိကလေ့လာတာပြီးရင်လေ့ကျင့်တာလေ့လာတာ90ဆိုရင်လေ့ကျင့်တာကို90လိုက်လုပ်ပေးရမယ်အနေထားမျိုးမှာရှိဒါကတော့ပထမဆုံးသိထားရမယ်တစ်ချက်ပါစာအုပ်ကလေးတအုပ်ယူပြီးတော့ဘောပင်လေးနဲ့ချမ်းပြောမဲ့နီးလန်းလေးတွေကိုစာအုပ်ထဲမှာလိုက်မှတ်လိုက်ပါအဲ့တော့တနာရီအတွင်းမိနစ်ကလေးတွေဘယ်လိုခွဲပြီးတော့ဒီတစ်လအတွင်းမှာအင်္ဂလိပ်စာကိုတိတိကျကျတိုးတက်သွားအောင်ဘယ်လိုလုပ်မလဲဆိုတဲ့နီးလန်းလေးတွေကိုအခုပဲပြောပြပါတော့မယ်ဆိုတော့ပထမဆုံး15မိနစ်ကတော့ listening လုပ်ရပါမယ်ချမ်းတို့စကားပြောတတ်ဖို့ဆိုလို့ရှိရင်ကောင်းကောင်းနားလည်နေမှရမယ်ကောင်းကောင်းနားလည်ဖို့ဆိုလို့ရှိရင်များနားထောင်မှရမယ်ပေါ့နော်အဲ့တော့ပထမဆုံး15မိနစ်ကိုဘာမှမလုပ်ခင် listening အရင်ဆုံးလုပ်ပေးရပါမယ်ဆိုတော့ listening ကဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်တော့ YouTube မှာချမ်းတို့ short conversation လို့ရိုက်လိုက်သို့မဟုတ် YouTube podcast တပုတ်ကိုရိုက်လိုက်ပေါ့နော်ရိုက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီကြာလာတဲ့ဗီဒီယိုလေးကို15မိနစ်စာနားထောင်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့ lyrics တွေစာသားတွေကိုလိုက်ကြည့်ပြီးတော့နားထောင်ရမှာမဟုတ်ဘဲနဲ့ငါအနေနဲ့ဘယ်လောက်ထိနားလည်နိုင်မလဲဆိုဥပမာကိုက beginner ဆိုလို့ရှိရင်တော့ beginner level ကိုပဲနားထောင်ကိုက intermediate ဆိုလို့ရှိရင်တော့ intermediate level ကိုပဲနားထောင်ပေါ့နော်အဲ့တော့ကိုအနေနဲ့ဘယ်လောက်ထိနားလည်မလဲဆိုတာကိုလိုက်နားထောင်တဲ့အခါမှာသူတို့နားလည်ဖို့လည်းမကြိုးစားနဲ့ကြော်လည်းမကြော်သွားနဲ့ရက်လည်းမရက်ပြစ်လိုက်နဲ့15မိနစ်မပြည့်မချင်းကိုအဲ့ဒီpodcast တော့မဟုတ် short conversation လေးတစ်ခုခုပေါ့ကိုနားထောင်နေတဲ့အရာတစ်ခုဖွင့်ထားပြီးတော့မှနားလည်အောင်နားလည်စရာမလိုဘူး။ရိုင်း15မိနစ်ပြည့်အောင်နားထောင်ပေးရမှာပဲဖြစ်ပါတယ်။ဒါကပထမဆုံး15မိနစ်လုပ်ရမယ်။ listening တိုးတက်ဖို့တော့ skill တစ်ခုပါ။နောက်ထပ်15မိနစ်ကတော့ shadowing method ပဲဖြစ်ပါတယ်။ shadowing method ဆိုတာတော်တော်များများကြားဘူးကြမှာပါ။ကိုနားထောင်တဲ့ဗီဒီယိုshadowing method ဆိုတာကတော့ကိုနားထောင်တဲ့ဗီဒီယိုကိုကြည့်လိုက်တဲ့ဗီဒီယိုကနေပြီးတော့မှသူတို့ပြောတဲ့အတိုင်းနောက်ကနေသက်သွေးမသိမ်းလိုက်ပြီးတော့မှသူတို့အတုခိုးပြီးတော့လိုက်ပြောတာဒါ shadowing method ပေါ့နော်အဲ့တော့ကျွန်တော်ဘာလုပ်ရမှာလဲဆိုလို့ရှိရင်စွန15မိနစ်နားထောင်လိုက်တဲ့ short conversation သို့မဟုတ်အဲ့ဒီ short podcast လေးတစ်ခုကို15မိနစ်စာကိုကျွန်တော်ကလိုက်ပြီးတော့အတူအနောက်ကနေလိုက်ပြောပေးရမှာပဲဖြစ်တယ်သူနဲ့တတန်နဲ့မကြမချင်းအနှီးအမြင်ဒါတွေအကုန်လုံးကိုတည်တည်ချာချာလေး15မိနစ်ပဲလေ့ကျင့်ပေးပေါ့နော်အဲ့ဒီအချိန်မှာ accent မတူလဲရတယ်ပေါ့နော်အဲ့တော့ accent တွေကတော့တယောက်နဲ့တယောက်တော့တူမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘာတွေကောင်းလာမလဲဆိုတော့ pronunciation အတန်ထွက်မှန်မှန်ကန်ကန်နဲ့အတန်ထွက်လာနိုင်မယ်ပြီးလို့ရှိရင် rhythm ပေါ့ဥပမာမြန်မာစကားပြောလို့ရှိရင်ဥပမာဆိုလို့ရှိရင်အဲ့ဒီအတန်လေးထွက်တယ်နိုင်ငံသားတွေမြန်မာစကားပြောရင် rhythm လေးတွေမတူဘူးလေနော်အဲ့တော့ channel ကလည်းဒီ English စကားပြောတဲ့အခါမှာ rhythm အတန်နေအတန်ထားပေါ့အတက်ကြအတန်တက်ကြလေးတွေမတူတဲ့ဟာကိုအဲ့ဒီ shadowing လိုက်လို့ရင်းနဲ့တူအောင်လုပ်လို့ရတယ်ပေါ့နော်ဥပမာ how are you အဲ့လိုမျိုးလေးမေးနေမှာ how are you ဒီလိုမျိုးကြီးသွားမေးတာတဲ့ how are you အဲ့လိုမျိုးလေးဗီဒီယိုတွေကအတိုင်းပေါ့နော်ကိုကလိုက်ပြီးတော့ပြောဖို့လေ့ကျင့်ဖို့လိုအပ်တယ်အဲ့ဆိုလို့ရှိရင် rhythm နဲ့ pronunciation တွေကshadowing method လုပ်ရင်လည်းတခါတည်းတိုးတက်လာမှာပဲဖြစ်ပါတယ်နောက်တစ်ခုဘာတိုးတက်လာမလဲဆိုလို့ရှိရင်တော့ mouth muscle training ဆွမ်းကပြောတဲ့ဒီနှာခမ်းကြွက်သားလေးတွေ muscle လေးတွေကဒီအင်္ဂလိပ်စာနဲ့နေသားကျသွားပြီးတော့မှကိုကမြန်ပြောချင်တဲ့စကားတွေဆိုလည်းမြန်ပြောနိုင်လာပြီးတော့မှတိတိကျကျလေးကိုပါဇက်ကသူ့လိုထွက်သွားမှာကွာအဲ့ဒါက
shadowing မသက်လောက်ကိုလုံးမရမှာအဲ့တော့ shadowing မသက်မလုပ်ဖဲနဲ့ channel အဲ့လိုမျိုးမလေ့ကျင့်မဲနဲ့ဟိုအင်္ဂလိပ်စာအဝင်ခွင်ကြဘယ်တော့မှဖြစ်နေမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ shadowing မသက်က15မိနစ်စာလောက်ကိုလုပ်ပေးရမယ်ဥမာတခါလေးကြလို့ရှိရင်နိုင်ငံသားတွေ native တွေပြောနေတာရောကြည့်အားရစရာကြီးသူတို့စာကြောင်းတွေကိုလို့နဲ့မြန်မြန်ဆက်ပြီးပြောသွားနိုင်တယ်အဲ့တော့အဲ့လိုမျိုးမြန်မြန်ဆက်ပြီးပြောသွားနိုင်မှုကြတော့ဒီ vocabulary တွေလည်းသိဖို့လိုရတယ်လို့အဲ့ဒီ mouth master training ဆိုတာလေအဲ့ဒီနှကန်းကြွတ်သားလေးတွေရှာလေးတွေကအဲ့ဒီ English စကားလုံးလေးတွေနဲ့အဲ့လိုရင်းနှီးပြီးတော့မှဒီစကားလုံးဆိုဒီလိုထွက်ရတယ်ဆိုတာကိုသူ့ရဲ့ auto system ကြီးကဟိုခန္ဓာကိုယ်သိသွားပြီဆိုလို့ရှိရင်ဒါပြောလို့လွယ်သွားပြီဒါကြောင့်မလို့15မိနစ်ကိုစွန်းနာပထမဆုံး15မိနစ် listening လုပ်တဲ့15မိနစ်ကိုအဲ့ဒီ shadowing မသက်ပြန်လေ့ကျင့်ပေးရမှာပဲဖြစ်ပါတယ်မြန်မာလိုနားလည်စရာအဲ့ဒီအဆင့်ထိမလိုသေးဘူးပေါ့နော်သူပြောတဲ့ဟာပဲပါဇက်ကနေပြီးတော့လိုက်ပြောကြည့်မရမချင်း15မိနစ်လုံးလုံးကိုပြောနေရမှာကွာမရက်ရဘူးတိလားနောက်ထပ်15မိနစ်ကတော့ကိုယ့်ဘာသာကို speaking ကိုတိဆောက်ရတော့မယ်အဲ့တော့စွန်းနာက channel listening မှာတင်လိုက်တဲ့ shadowing လုပ်လိုက်တဲ့အဲ့ဒီအရာတွေထဲကနေပြီးတော့မှကိုတင်ယူလိုက်ရတဲ့ pattern လေး2မျိုးရှိမယ်3မျိုးရှိမယ်သို့မဟုတ်ကိုတိလိုက်တဲ့စကားလုံးလေးတွေရှိမယ် pattern လေးတွေရှိအဲ့တော့ pattern လေးတွေကတော့ channel speaking တင်ယူရတဲ့နေရာမှာအလွယ်ဆုံးပဲစကားလုံးတွေကြတော့ဟိုတစ်လုံးဒီတစ်လုံးဒီဆိုဘလို့ပြန်ပြီးတော့အစင်ချောအောင်ပြောရမလဲဆိုတာခေါင်းထဲမှာစဉ်းစားရအောင်မယ်ဆိုတော့ pattern တွေကကြတော့အဲ့လိုစဉ်းစားစရာမလိုဘူးပေါ့နော်အဲ့တော့ငါသွားဖို့အချိန်ကြပြီဆိုလို့ရှိရင်အချိန်ငါသွားတာကြပြီဆိုလို့ရှိရင်အဲ့ဒီဟာတွေကိုဘလို့စက်မှာလဲအဲ့လိုမဟုတ်ဘဲနဲ့ငါသွားဖို့အချိန်ကြပြီဒါငါသွားရမယ့်အချိန်ပဲဆိုလို့ရှိရင် pattern လေးရှိရယ် it is time to plus but once it is time to go now it is time that I have to go now ဒါမျိုးလေးတွေလုပ်လို့ရတယ်ပေါ့နော်ဆိုတော့စွနာကကိုရီ shadowing မသက် speaking listening နားထောင်လိုက်တဲ့နေရာမှာ pattern ဘယ်နှမျိုးတင်ယူလိုက်ရလဲကြည့်ကြည့်လိုက်တစ်ချက်လောက်ပေါ့နော်အဲ့တော့အဲ့လို pattern လေးတွေတင်ယူလိုက်ပြီးပြီဆိုလို့ရှိရင်သို့မဟုတ်ကိုတည်ထားတဲ့စကားလုံးလေးတွေနဲ့ကိုယ့်ရဲ့ဘဝအကြောင်းကိုပြုလုပ်ချင်တဲ့ sentence ဝါကြတစ်ကြောင်းနှစ်ကြောင်းလောက်ကိုအစားထိုးပြီးတော့ speaking ကိုပြန်ပြီးတော့ကိုယ့်ဘာကို sentence တိဆောက်ပြီးတော့ပြန်ပြောပေးရမှာဒါ15မိနစ်အဲ့တော့အဲ့15မိနစ်လုံးမှာ speaking ဆို speaking 15မိနစ်လုံးပဲလုပ်ရမယ်ပေါ့နော်အဲ့တော့အစားထိုးလိုက်ကိုအနေနဲ့ပြောလိုက်အဲ့လိုမျိုးလေး today every day I wake up at 7 a.m. ဒါမျိုးလေးတွေပေါ့နော်နေ့တိုင်း7 a.m. မှာဆိုလို့ရှိရင်ထတယ်I have my breakfast at 8 a.m. မနက်စာဆိုလို့ရှိရင်8နာရီမှာစားတယ်ဒါမျိုးလေးတွေပေါ့နော်ကိုပိုင် sentence လေးတွေကိုသိထားတဲ့ pattern စကားလုံးလေးတွေနဲ့ speaking sentence လေးတွေတိဆောက်ရမှာဖြစ်ပါတယ်အဲ့ဒါအတွက်က15မိနစ်ပါနောက်ဆုံး15မိနစ်ကိုဘာလုပ်ရမလဲမပြောရသေးခင်မှာအဲ့တော့ဒီထဲမှာဒီရက်30အတွင်းအင်္ဂလိပ်စာကိုတစ်နာရီလောက်အချိန်ပေးပြီးတော့ကိုယ့်ဘာကိုလေ့လာခြင်းတဲ့သူတွေအပြင်ကို channel basic ကနေ basic တွေနားမလည်လို့ channel basic ကနေစတင်ခြင်းနဲ့အင်္ဂလိပ်စာကိုအခြေခံကြကြသင်ခြင်းနဲ့သို့မဟုတ်ကိုယ့်ကိုလုပ်ဖို့ဆိုလို့ရှိရင်အချိန်မရဘူး channel အတူတူလာပြီးတော့အင်္ဂလိပ်စာကို improve လုပ်ချင်တဲ့သူတွေက channel ရဲ့ဒီ channel language center ဆိုတဲ့ Facebook page လေးမှာ channel မှာသင်တန်းတွေရှိတယ်ပေါ့နော် basic ကနေစတင်ပြီးတဲ့သင်တန်းတွေရှိတယ်foundation plus A1 A2 level ပြီးလို့ရှိရင် B1 level အထိ channel သင်ပေးနေတယ်ပေါ့နော်နောက်ပိုင်းကျလို့ရှိရင်ဆက်တက်မဲ့လူတွေရှိရင် C1 C2 အထိကိုဆရာတွေငှားပြီးတော့ဒါ C1 C2 တွေကိုဆက်သွားမယ်ပေါ့နော်အဲ့တော့ channel ခု B1 level အထိကိုသင်တန်းတွေရှိတယ်အဲ့တော့အဲ့ဒီသင်တန်းလေးတွေကိုလာပြီးတော့မှအခြေခံပိုင်ခြင်းတဲ့လူတွေ channel နဲ့အတူတူလေ့ကျင့်ခြင်းတဲ့လူတွေ channel ကြတော့ဟိုအပေါ်ကနေပြီးတော့ဒီဟာလောက်ဒါလောက်ဆိုပြီးတော့တေးသေးချာချာလေးကိုခိုင်းပြီးတော့လုတ်ခိုင်းတဲ့အတွက်ကိုအဲ့ဒီတင်နန်းသားတွေကတိုးတက်မှုရှိတယ်ပေါ့နော် channel စီမှာကြတော့ channel ကစာသင်တာတစ်ခုတည်းမဟုတ်ဘူးအင်္ဂလိပ်စာနဲ့နေ့တိုင်းထိတွေ့ရမယ် daily mission တွေပါတယ်ပြီးလို့ရှိရင်အင်္ဂလိပ်စာသင်လို့ရှိရင်ဟိုစိတ်ညစ်စရာစိတ်ဖိစီးစရာမကောင်းမဲနဲ့ပျော်စရာအမြဲကောင်းတဲ့ activities တွေ games တွေအထဲထဲမှာပါတယ်ပြီးရင် channel ကိုယ်တိုင် face to face zoom နဲ့တင်တာပေါ့နော်အဲ့တော့ဒီ8လပိုင်းမှာဆိုလို့ရှိရင်လေ8လပိုင်း9ရက်နေ့နဲ့17ရက်ကြားမှာဆိုလို့ရှိရင်လည်းဒီကလေးတန်းရောလူကြီးတန်းရောဖွင့်တော့မယ်ပေါ့နော်အဲ့တော့ basic ကနေတင်ပေးတဲ့အတန်းတွေလည်းရှိအဲ့တော့လာတက်ချင်တဲ့သူတွေကအခုပဲဒီ Channel Language Center အဲ့ဒီ Facebook page လေးမှာလာပြီးတော့သင်တန်းအပ်လို့ရတယ် TikTok တွေဘာတွေမှာကြတော့ account တူတွေရှိတယ် TikTok တွေမှာ account တူတွေကိုသတိထားပါchannel TikTok တွေဘာတွေမှာ account သင်တန်းအပ်လက်မခံဘူးเนาะအဲ့ဒါလေးတခါတည်းကြိုပြောထားချင်ပါတယ်ရှင်ဆိုတော့ channel တူတင်ချင်တဲ့လူတွေက Channel Language Center မှာသင်တန်းလာအပ်ပေးပါနောက်မကြခင်သင်တန်းအပ်ပေးပေါ့เนาะဒါပေမဲ့သင်တန်းတွေကလာတိုင်းရှိတယ်အဲ့ဒီ Facebook page လေးမှာသင်တန်းတွေကိုလာတိုင်းအမြဲတမ်းလာဆောင်စမ်းလို့ရပါတယ်အဲ့တော့2026ကလည်းကုန်တော့မယ်2026ကိုအကျိုးရှိကျန်တဲ့နှစ်ဝက်ကိုအသုံးချခြင်းနဲ့ skill တစ်ခုတက်မြောက်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့ channel နဲ့အတူအင်္ဂလိပ်စာလာလေ့လာဖို့အတွက်ဖိတ်ခေါ်ပါတယ် okay ဒါဆိုလို့ရှိရင်နောက်ဆုံး15မိနစ်ကိုဘာလုပ်မလဲနောက်ဆုံး15မိနစ်ကတော့ကိုဒီနေ့သင်ယူခဲ့တဲ့အရာတွေကို review လုပ်မှာနော် review လုပ်မှာအဲ့တော့ review လုပ်ပြီးပြီအဲ့တော့ဒီနေ့ငါဘာတွေသင်ယူခဲ့လဲပြန်ကြည့်မယ်listening ကိုပြန်ကြည့်မယ်ငါဘယ်အပိုင်းသင်ယူခဲ့လဲ sharing မသက်မှာဒီနေ့ငါဘယ်နှဘယ်လိုမျိုးပြောခဲ့လဲငါအနေနဲ့မနေ့ကထပ်ပို့တိုးတက်လာလားပြန်ကြည့်မယ်speaking ဆိုလို့ရှိရင်လည်းဒီနေ့သင်ခဲ့တဲ့ pattern လေးတွေကဘာလေးလဲပြန်ကြည့်မယ်နောက်တစ်ခု vocabulary တစ်နေ့ကို9လုံးပဲမှတ်ပေးပါ
အဲ့တော့ vocabulary မှတ်တဲ့အခါမှာလေတစ်လုံးချင်းစီမကြက်ပါနဲ့တစ်လုံးချင်းစီကြက်တာချမ်းအရှိမပြောခဲ့တယ်လို့မျိုးပဲပေါ့နော်ဒီစကလုံးတစ်လုံးကိုသိတယ်ဒီစကလုံးတစ်လုံးကိုသိတယ်ပြန်ပေါင်းဆက်ပြီးပြောရမယ့်ခါကျရင်ဘယ်လိုပြောရမှာလဲအဲ့မှာသွားပြီးအခြေခံမပိုင်ထားတဲ့သူဆိုအခြေခံမပိုင်ထားတဲ့သူတွေဆိုလို့ရှိရင်ဟိုတစ်လုံးလေးသိဒီတစ်လုံးလေးသိနဲ့ဘယ်လိုစာကြောင်းကြီးကိုဆက်ရမလဲဆိုတာခက်တယ်ပေါ့နော်အဲ့တော့အခြေခံမပိုင်တဲ့သူတွေကချမ်းတဲ့အခြေခံပိုင်အောင်လာတက်နော်အဲ့တော့အခြေခံမပိုင်တဲ့လူတွေကအဲ့ဒီ speaking pattern လေးတွေနဲ့သင်ရတာအလွယ်ကူဆုံးပဲပေါ့နော်အဲ့တော့ဥပမာကျွန်တော် improve တိုးတက်သည်ဆိုပြီးတော့ကြက်လိုက်တာမျိုးဆိုနောက်နေ့3ရက်နေဒါမေ့သွားမှာအဲ့တော့ကျွန်တော်အဲ့ဒီ improve ကိုဘယ်လိုမှတ်မလဲပေါ့အဲ့တော့စာကြောင်းတစ်ကြောင်းလိုက်မှတ်လိုက်အဲ့မှာ sentence တွေ2ကြောင်း3ကြောင်းထပ်ခွဲလိုက်ပေါ့နော် I want to improve my English ငါ့ရဲ့ English စာကိုတိုးတက်အောင်ငါလုပ်ချင်တယ် I want to improve my English အဲ့မှာ I want to ဆိုတဲ့ pattern လေးကိုသုံးသွားတယ်နောက်တစ်ခုကကြတော့don't forget to improve your English နေ့ရဲ့ English စာကိုတိုးတက်အောင်လုပ်ဖို့မမေ့နဲ့you need to improve your English နေ English စာတိုးတက်အောင်လုပ်ဖို့လိုသေးရဲ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အဲ့မှာပတ်တန်လေး3ခုရသွားမယ် improve ဆိုတဲ့စာကြောင်းလေးကိုပတ်တန်3ခုနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာကိုကမမေ့တော့ဒါက English စာရဲ့အဓိကတော့ချက်ဖြစ်တဲ့စကားလုံးတွေကိုမမေ့အောင်လုပ်တဲ့နီးလန်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့တနာရီပြည့်သွားပြီချမ်းပြောလိုက်တဲ့ဟာလေးကအားလုံးပေါင်းတနာရီပေါ့နော်အဲ့တော့တနေ့မှာ listening အတွက်လည်းပါသွားမယ်ပြီးလို့ရှိရင်အဓိကကတော့ဒီ mouth muscle training ဖြစ်တဲ့ဒီ speaking နဲ့ shadowing method ကဒါအဓိကလုပ်ရမယ့်အရာပေါ့နော်နောက်ဆုံး15မိနစ်မှာတော့ review ပြန်လုပ်တာဒါလေးတွေကိုမဖြစ်မနေနေတိုင်း9ရက်ရှိရင်တစ်ပတ်မှာ9ရက်လုံးနေတိုင်းတနာရီအချိန်ပေးပြီးတော့အလုပ်လိုက်လို့ရှိရင်တစ်လအတွင်းမှာတိတိတတ်နဲ့တိုးတက်တယ်ဒါပေမဲ့ကိုကဘယ် level ရောက်နေလဲအရင်တွေးထားဖို့လိုအပ်တယ် beginner level ဆိုရင် beginner level အဆင့်လေးနဲ့သွားintermediate level ဆိုလို့ရှိရင်လည်းအဆင့်လိုက်သွားအဲ့တော့ကိုကဒီ intermediate level ကြီးရောက်နေပြီးတော့ beginner level ဟာတွေပဲတော်တော်နားထောင်ပြီးတော့ငါရင်လိမ့်ဆိုင်ရတိုးတက်မလာဘူးလို့ပါဇက်ကနေ on နေနေပေါ့နော်အဲ့တော့ intermediate level ရောက်နေတဲ့သူတွေက intermediate level နဲ့ပတ်သက်တဲ့ topic တွေအကြောင်းအရာတွေကိုနားထောင်လိုက်ပြောပေါ့နော်အဲ့တော့ဒီမှာ channel တစ်ခုပြောချင်တာအင်္ဂလိပ်စာတိုးတက်တယ်ဆိုတာကစကားလုံးတွေအများကြီးသိသွားတာမဟုတ်ဘူးအဲ့တခုတည်းမဟုတ်ဘူးလို့ပြောချင်တာအဲ့တော့အင်္ဂလိပ်စာတိုးတက်တယ်ဆိုတာကပို့ပြီးတော့အင်္ဂလိပ်စာကျွမ်းလာတဲ့သူတွေကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်အကြောင်းအရာတွေအများကြီးကိုများပြောနိုင်လာတာဒီလားအဲ့တော့ topic တွေအများကြီးကိုပြောနိုင်လာဥပမာအိမ်ဆောက်တဲ့အကြောင်းလည်းပြောနိုင်တယ်ပင်လယ်ထဲမှာရေသွားကူးတဲ့အကြောင်းလည်းပြောနိုင်တယ်နော်ပြီးလို့ရှိရင်လှိုင်းလုံးတွေစီးတဲ့အကြောင်းလည်းပြောနိုင်တယ်အိမ်ဆောက်တဲ့အကြောင်းတွေပြီးလို့ရှိရင်ဒီရဲစခန်းရောက်သွားတဲ့ရဲတွေနဲ့ပတ်သက်တဲ့အကြောင်းတွေအဲ့လိုမျိုး topic တွေအများကြီးနဲ့သက်ဆိုင်တဲ့အရာတွေကိုများပြောနိုင်တယ် topic တွေအများကြီးဆွေးနွေးလာနိုင်တယ်အဲ့ဒါက vocab တွေကျွယ်ဝလာတယ်အသုံးပြုတဲ့ pattern တွေများလာတယ်ဆိုလို့ရှိရင်အဲ့ဒါအင်္ဂလိပ်စာတိုးတက်လာတာပဲအဲ့အချိန်မှာကျွန်တော်သုံးတဲ့အသုံးနှုန်း vocab လေးလည်းကွဲလာမယ်တဖြည်းဖြည်းနဲ့ basic ကနေပြီးတော့မှbeginner နေပြီးတော့မှ A1 A2 B1 B2 C1 C2 ဒါ C2 ထိရောက်သွားတဲ့လူတွေကတော့ native တယောက်လိုမျိုးအဲ့လို topic တွေအများကြီးကိုချက်ချင်းကိုပြောနိုင်သွားတဲ့အနေအထားမှာရှိဆိုတော့အင်္ဂလိပ်စာတိုးတက်တယ်ဆိုတာအဲ့လိုမျိုးပေါ့နော်ဆိုတော့တနေ့ကိုတနာရီချိန်ပေးနေဒီရက်30မှာဘယ်လောက်ထိကိုတိုးတက်အောင်လုပ်နိုင်မလဲဆိုတာ challenge ခေါ်ချင်လို့ရှင်ချက်ရဲ့ဒီ video အောက်မှာအခုဗီဒီယိုကြည့်တဲ့နေ့ကနေစပြီးတော့30 day challenge လို့ရိုက်ခဲ့လိုက်เนาะအဲ့တော့အဲ့30 day challenge ကိုကိုယ့်ဘက်ကိုမလုပ်နိုင်တဲ့သူတွေကချမ်းရဲ့ဒီ challenge weight center ကိုလာခဲ့ daily mission တွေနေတိုင်းရှိတယ် daily mission နေတိုင်းရှိတဲ့ချမ်းရဲ့အတန်းလေးမှာလာ join လို့ရှိရင်ကိုယ့်ဘက်ကိုတယောက်တည်းစာလုပ်နေရတာမျိုးမဟုတ်ဘဲနဲ့အတန်းသားတွေနဲ့ရောချမ်းတို့မှာ assistant teacher တွေလည်းရှိတယ်အများနဲ့ဘေးနားနေတိတိကျကျလိုက်လုပ်ပေးနေမှာဆိုတော့အတန်းလေးကိုလာခဲ့လို့လည်းရတယ်သို့မဟုတ်အတန်းတက်ဖို့အဆင်မပြေသေးတဲ့သူတွေက challenge ဝင်သွားလိုက်ပါเนาะအဲ့တော့30 day challenge လို့ရိုက်ခဲ့တနေ့ကိုတနာရီကွက်ကိုဂတိပေးလိုက်လို့ရှင်ချမ်းပြောတဲ့နီးလန်းတိုင်းလိုက်လို့တလပြည့်သွားရင် comment မှာလာပြန်မဲ့ကိုဘယ်လောက်ထိတိုးတက်သွားပြီလဲဆိုတာတလပြည့်တဲ့နေ့ကျရင်လည်းချမ်းကဒါလေးကိုပြန်တင်မယ်ပေါ့နော်ပြီးတော့နောက်ထပ်မတူညီတဲ့ topic တွေအများကြီးကိုလည်းချမ်းကတည်တည်ချာချာလေးထပ်ပြီးတော့အင်္ဂလိပ်စာတိုးတက်ဖို့အတွက်အထောက်အကူပြုမဲ့နီးလန်းလေးကိုထပ်ပြီးတော့ sharing လုပ်ပေးသွားအောင်မယ်ဆိုတော့ချမ်းနဲ့ basic ကနေပြီးတော့ B1 level ထိတင်ချင်တဲ့သူတွေအင်္ဂလိပ်စာကို speaking ရော full skill လုံးရော listening တွေရောဘယ်လိုလုပ်ရမလဲမသိဘူးဆိုတဲ့သူတွေက channel အတူတူလာပြီးတော့သင်ဖို့အတွက်အခု8လပိုင်းအတန်းအတွက်ကိုနောက်မကြဖို့ channel မှာကျင်နေအခုစတော့မှာပေါ့နော်ဒီ8လပိုင်းပထမပတ်ကုန်ရင်စတော့မှာဆိုတော့ channel weight center ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဆိုတော့အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နေ့ရက်တိုင်းကို channel အကျိုးရှိအသုံးချပြီးတော့မှကိုယ့်ရဲ့ skills တွေကိုမြင့်တင်သွားဖို့အတွက်ပြောချင်ပါတယ်အားလုံးပဲbye bye မှာနားထောင်ပြီးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင့်